ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကျွန်တော်တို့ဒီကာတိန်ဝေါ်တွေမှာပေါ့နော်အခုမြင်နေရတဲ့ကျွန်တော်တို့ကော်နာအပိုင်းလေးကိုကျွန်တော်တို့ဘယ်လိုမျိုးဆွဲကြမလဲပေါ့နော်ပုံမှန်ကျွန်တော်ကာတိန်ဝေါ်တွေကျွန်တော်ဆွဲလိုက်လို့ရှိရင်ဒေါင်းနေမှာကျွန်တော်တို့ဒီလိုမျိုးကော်နာချိုးဖို့အတွက်ချက်ချင်းကာတိန်ဝေါ်နှစ်ခုကိုဆက်လိုက်တာနဲ့ကျွန်တော်ချက်ချင်းကော်နာဖြစ်မသွားဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘိုင်းလေးကိုကျွန်တော်တို့ဘယ်လိုလေ့လာကြမလဲနောက်တစ်နည်းကျွန်တော်တို့ဒီမှာအခုဆိုရင်ကျွန်တော်တို့ဒီမှာဘာရှိလဲဆိုတော့ကျွန်တော်တို့ floor plan ပေါ့နော်အဲ့တော့ floor plan ကျွန်တော်တို့ဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်ခုဆွဲထားတဲ့ cutting wall ကကျွန်တော် grid line ရဲ့ပေါ့နော်center line ကိုကျွန်တော်ယူဆွဲထားတာပါ cutting wall သို့တော့ကျွန်တော်တို့အခုဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ glass လေးอ่ะပေါ့နော်ကျွန်တော်တို့ cutting wall မှာထည့်ထားတဲ့ကျွန်တော်တို့မှန်ချက်တွေက center ကျမလဲပေါ့နော်ဒါတွေကိုကျွန်တော်ဘယ်လိုပြင်ဆင်မလဲဆိုတဲ့အပိုင်းတွေကိုဒီဗီဒီယိုမှာရှင်းပြပေးသွားပါမယ်။ Okay အဲ့တော့ကျွန်တော်တို့ရှိပြီးသားအခုကျွန်တော်ဆွဲပြီးသားကိုကျွန်တော်ဖြတ်လိုက်တော့ဒီအားတွေကလည်းကျွန်တော်နေရနေရလေကျွန်တော် presentation အတွက်ဆိုတော့ဖြတ်လိုက်တော့အဲ့တော့ကျွန်တော်တို့အခုဒီမှာ grid line အနေပဲစပြီးတော့ကြည့်ကြည့်အောင်အဲ့တော့ကျွန်တော် architecture တွေက wall တွေက architecture wall ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ cutting wall ဆိုတာမျိုးတွားလိုက်မယ်အဲ့တော့ cutting wall တွေမှာကျွန်တော်ရှေ့တုန်းကဗီဒီယိုမှာကျွန်တော် CW01 ဆိုပြီး create လုပ်ထားတဲ့ဟာလေးရှိတယ်ဒါလည်းဘာမှမဟုတ် original ကိုကျွန်တော်နာမည် change ထားတာပဲရှိတာအဲ့တော့ဒီကောင်းလေးကိုကျွန်တော်အခု cutting wall ကိုကျွန်တော်နှစ်ခုကျွန်တော်ဒီမှာဆက်ပြီးဆွဲလိုက်မယ်အဲ့တော့ဆက်ပြီးဆွဲလိုက်ကျွန်တော်ဒီမှာမြင်တဲ့အတိုင်းပဲ corner အပိုင်းကြီးဒီလိုမျိုးတောင်ကျိုးကြီးဖြစ်နေလိမ့်မယ်နော်ဆိုတော့ကျွန်တော် cutting wall ကပြင်ထုတ်အောင်ဒါလို့ရှိရင်ထည့်ရအောင် okay အဲ့တော့ကျွန်တော်တို့ဒီမှာ cutting wall ရဲ့ corner ဘိုင်းလေးတွေကကျွန်တော်တို့ down တွေကလှမနေဘူးပေါ့နော်ဒီမှာကျွန်တော် 3D မှာတွားကြည့်မယ်ဆိုလို့ရှိရင် corner ကဒီလိုမျိုးကြီးဖြစ်နေပေါ့နော်အဲ့ဒီ down ချိုးကိုကျွန်တော်တို့ဘယ်လိုပြင်မလဲပေါ့နော်အပထမဆုံးကျွန်တော်တို့ဒီ CW101 ကိုကျွန်တော်လုပ်ထားတဲ့ဟာလေးကမသိမှာဆိုလို့ပြန်ကြည့်ရင်ကျွန်တော်ဘာမှ changes မလုပ်ထားပါဘူးကျွန်တော်နာမည်ပဲ change ထားတာအဲ့တော့ဒီမှာပါတဲ့ interior type water 1 water 2ရှိသမျှကျွန်တော် vertical horizontal marlion တွေအကုန်လုံးက90 150ပေါ့နော်ဒါမျိုးလေးကျွန်တော်တို့အရင်ဆုံး confirm လုပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်ဆွဲထားတာတွေကအကုန်လုံး marlion တွေက90 150ဆိုတဲ့ marlion type ကိုအသုံးပြုထားတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ 3D မှာပဲ select လုပ်လို့section ဖြတ်ကြည့်ပြီးတော့ select လုပ်တဲ့လူက select လုပ်လို့အဆင်ပြေတယ်လို့လုပ်ပါကျွန်တော်တို့ 3D ကိုပို့ပြီးတော့အားတန်တဲ့အတွက်ကျွန်တော် 3D ကနေပြီးကျွန်တော် select မှတ်လိုက်ပါမယ်အဲ့တော့ကျွန်တော်ဘယ်လို select မှတ်မလဲဆိုတော့ကျွန်တော်တို့မာလီယုံဒီတောင်းလေးတွေကိုကျွန်တော်တို့ကနှစ်ခုတွေကပေါ့နော်အခုကျွန်တော်တို့မှာ2 line ရှိတယ်ဒီနှစ်ခုတွေကအဆင်ပြေတဲ့ line ကိုကျွန်တော်တို့အရင်ဆုံး select မှတ်လိုက်မယ် for example ကျွန်တော်ဒီမာလီယုံတွေကိုကျွန်တော်တို့ select မှတ်လိုက်မယ်ဒါကကျွန်တော်တို့လွယ်တဲ့အတွက်ကျွန်တော်နှစ်ခုပဲရှိတဲ့အတွက်ကျွန်တော် control လေးဖိပြီးနှစ်ခုလုံး select မှတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီ link လောက်ထားတဲ့ဟာလေးတနည်းအားဖြင့်ပင်လေးထိုးထားတယ် link လေးချိန်ထားတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ unpin လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ delete ဆိုပြီးတော့ delete လုပ်လိုက်မယ်အဲ့တော့ delete တော့လုပ်လိုက်တယ်ကျွန်တော်တို့ဒီမှာ corner တော့ဖြစ်မသွားသေးပါဘူးဒါကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့နောက်ထပ်နှစ်ခုကိုလည်းကျွန်တော်တို့ select မှတ်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီလိုမျိုးနှစ်ခုရသွားပြီပေါ့နော်ဒီကောင်ကိုလည်းကျွန်တော် select မှတ်လိုက်ပြီးရင်ဒီကောင်ကိုကျွန်တော်တို့ပင်လေးကိုကျွန်တော်တို့ unpin ဆိုပြီးလုပ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကို select မှတ်တဲ့ဟာကိုမထွက်လိုက်ပါနဲ့ဒီတိုင်းလေးပဲထားပေးပါပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ properties မှာရှိတဲ့ဒီမှာမြားလေးကိုတစ်ချက် click ခောက်လိုက်ပါဒီမှာသူ့ရဲ့ original ကိုလောလောဆယ်ကျွန်တော်တို့သုံးလိုက်မယ် original မှာဘာလေးရှိလဲဆိုတော့ L corner Marlion ဆိုတဲ့ဟာလေးတစ်ခုရှိပါတယ်အဲ့တော့ကိုယ့်ဘက်ကိုလည်း create လုပ်လို့တော့ရတယ် Marlion family creation လုပ်ပြီးတော့သို့တော့လောလောဆယ်ကျွန်တော်တို့အခြေခံလေ့လာနေတဲ့လူတွေကသူပါပြီးသား default ပါပြီးသား Marlion ပဲအရင်ဆုံးသုံးကြည့်ကြည့်ရအောင် okay အဲ့တော့ကျွန်တော်ဒီမှာ El Marlion လေးကိုကျွန်တော်တို့ဆက်လက်မလိုက်တာ ਨੇ သူ့ရဲ့ corner လေးကဒီလိုမျိုးလေးချောချောမွေ့မွေ့လေးနဲ့ကျွန်တော်တို့ corner တောင်ချိုးလေးတစ်ခုပြီးသွားတယ်ပေါ့နော်ဒါမျိုးလေးကကျွန်တော်တို့က
အဲမာလီယုံအသုံးပြုပြီးတော့ကျွန်တော်တို့ corner လေးကိုတောင်ချိုလေးချိုးတာဖြစ်ပါတယ်။ Okay ကျွန်တော်တို့နောက်တစ်ဆင့်သွားကြည့်ကြည့်အောင်။ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့ glass တွေပေါ့နော်။ကာတင်ဝန်းမှာတုံးထားတဲ့ glass တွေကဝေါ်ရဲ့ center line တနည်းအားဖြင့်ကျွန်တော်တို့ grid line မှာ center ယူထားတဲ့အတွက်ဒီ center line မှာရှိမနေဘူးပေါ့နော်။ရှိမနေတာ default ကတော့သူကရှိမနေပုံစံမျိုးထုတ်ထားတယ်။အကယ်၍ကိုက center line မှာကျွန်တော်သုံးချင်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ glass တွေကိုဆက်လက်မှတ်လိုက်ပါကျွန်တော် plan view အဖြစ်ဖြစ် 3D ရဖြစ်ဖြစ်တက်ကီးလေးခောက်ပြီးတော့ဆက်လက်မှတ်လိုက်မယ်ကျွန်တော်ခု glass တစ်ခုကိုရွေးပြီးသွားပြီတနည်းအားဖြင့်ဒီမှာ system panel ပေါ့နော်အဲ system panel ကျွန်တော်ဆက်လက်မှတ်ပြီးသွားရင်သူ့ original ပဲကျွန်တော်ပြင်လိုက်ပါမယ် edit type တွေကိုသွားမယ်သူဒီမှာဘာဖြစ်လို့ကျွန်တော်တို့ခုနလို offset ဖြစ်နေလဲဆိုတော့သူ့ material ကကျွန်တော်တို့ glass ပါ thickness က25 is okay ဒါကကျွန်တော်25ကအဆင်ပြေသေးတယ်ကျွန်တော်တို့အတွက်ကျွန်တော်ခုနကတော့ offset ဖြစ်နေတဲ့ဟာလေးကကျွန်တော်တို့ plan view မှာကြည့်ရင်သိတာတယ်အဲ့ကောင်လေးကဘာမှလဲဆိုတော့ဒီမှာ offset မှာ default ဝင်နေတာ 35.7 ဆိုပြီးဝင်နေတယ်အဲ့တော့ကျွန်တော်တို့အဲ့ကောင်လေးကိုကျွန်တော်တို့0ပေါ့နော်အဲ့တော့ဆန္ဒကြချင်တဲ့အတွက်ကျွန်တော်တို့လောလောဆယ်ကျွန်တော်တို့0လို့ပေးလိုက်ပါမယ် offset လေးကိုကြည့်ကြည့်ပါအဲ့တော့ကျွန်တော်တို့ 3D မှာတော့တိတ်ပြီးတော့ထူးထူးခြားခြားကြည့်လို့ရမှာမဟုတ်ဘူးအဲ့တော့ဒီမှာနည်းနည်းကြည့်တော့မြင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ plan view မှာသွားကြည့်ကြည့်မယ်အဲ့တော့ plan view မှာကြည့်ကြည့်ပါကျွန်တော်တို့အခုဆိုရင်ကျွန်တော်တို့ wall ရဲ့ center နဲ့ကျွန်တော်တို့ရဲ့ cutting panel ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ glass လေးပေါ့နော်အဲ့တော့ဒီ center line နဲ့ကျွန်တော်တို့ဒီ grid line နဲ့အလောဆယ် center လောက်ထားရတဲ့ပေါ့နော်အဓိက main ကတော့ wall ရဲ့ center line နဲ့ကျွန်တော်တို့အခုယူထားတဲ့ cutting panel လေးက center ကွက်တီထပ်တူကျသွားပါပြီအဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့က cutting wall ကို corner ချိုးတဲ့နည်းလေးနဲ့ကျွန်တော်တို့ဒီ cutting panel ကို center မှာဘယ်လိုမျိုးထားမလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့လေ့လာပြီးသွားပြီအဲ့တော့ကျွန်တော်တို့ဒီဒါလေးကိုရှင်းပြတာနားလည်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်နောက်ဗီဒီယိုတွေမှာဘာတွေဆက်လာမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ကြည့်ပေးပါဦး Okay see you next video